ရိုလုံးဝမကန်တော့ခရိုလုံးအစကျင်းတော့မယ်ဆိုရင်ကျွန်တော်လေ့ကျင့်တဲ့အတိုင်းကိုသေချာလေးကြည့်ပြီးတော့လေးသေးချင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလည်းဆရာကြီးမဟုတ်ပါဘူး။ကျွန်တော်လေ့ကျင့်ခဲ့တဲ့အတိုင်းပဲကျွန်တော်ပြန်လဲမျှဝေပေးတာဖြစ်ပါတယ်။ခရိုလေ့ကျင့်နေကြတော့အများကြီးရှိတယ်ပေါ့နော်။ကျွန်တော်တော့ပုံစံမတူကြဘူးဒါပေမဲ့ကျွန်တော်လေ့ကျင့်ခဲ့တဲ့အရင်တော့လေ့ကျင့်ခဲ့တဲ့အတိုင်းကိုပဲကျွန်တော်ကပြန်လဲမျှဝေပေးတာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့အခုတို့တွေလေ့ကျင့်နေတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်ပြီးတော့ကျွန်တော်တောင်းဆိုပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုလေ့ကျင့်လဲဆိုတော့ကြည့်တယ်နော်။အရင်ဆုံးဒီလိုအနေလေးတဲ့နေရာမှာကိုယ့်ရဲ့ခြေထောက်ကိုတင်ပြီးတော့ညာခြေထောက်ကိုကျော်ထားတဲ့လေးကိုအရင်ဆုံးလုပ်ပြရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ကိုကဒီလိုအနေလေးတဲ့နေရာမှာဒီလိုစပြီးလေ့ကျင့်ပေးပါနည်းနည်းလေးလေ့ကျင့်ပေးပါနောက်ကျမှနောက်တစ်ချက်ဆက်တော့ပါလက်ပါတစ်ခါလေးလိုက်ထောက်ပြရမှာဖြစ်ပါတယ်ခြေထောက်ကိုလက်ကိုတစ်ခါလိုက်ထောက်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့တော့ဒီခါလေးကြည့်ပြရပါညာရဲ့တင်ဆိုအားဆွဲပြီးတော့လိုက်ပြီးတော့ဟုတ်ကဲ့ပါအဲ့လိုမျိုးလေ့ကျင့်ပြီးပါပြီဆိုတာ ਨੇ ဒီလိုမျိုးအလွတ်မှာကိုယ်ပြန်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးအလွတ်မှာလည်းကျွန်တော်ဘယ်လိုလေ့ကျင့်လဲဆိုတာကိုတစ်ချက်ကြည့်ပေးပါနော်ဒီမျိုးလို့မှာဆိုရင်ကိုယ်ပဲခြေထောက်လေးမြောက်ပြီးတော့ဒီညာခြေထောက်ကတစ်ပတ်ကိုလိုက်ပြီးတော့ white ချတဲ့ပုံစံမျိုးကိုအရင်လိုက်ကြည့်ပေးရမှာအမြင့်ခုံရမလို့ပါဘူးခြေထောက်လေးနည်းနည်းပဲထားပေးရပါတယ်အဲ့လိုပဲပေါ့နော်ဘယ်ခြေထောက်ကိုကြော်ပြီးတော့ညာခြေထောက်ချရနေတယ်သိချင်ပြအောင်လုပ်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ဆင့်အနေနဲ့ကတော့ဘယ်ခြေထောက်လေးကိုနည်းနည်းလေးလွှဲတင်ပြီးတော့ပဲအဲ့လိုမျိုးခုနပုံစံသားအောင်နည်းနည်းလေးအားလေးနဲ့ထည့်ပြီးတော့လှည့်ပြရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်လုပ်ကြည့်နော်မကြောက်နဲ့ကျွန်တော်လုပ်ပြမယ်ခြေထောက်လေးမြောက်လို့ရှိရင်ရပါပြီခြေထောက်လေးမြောက်ပြီးတော့ပဲအရင်ဆုံးလုပ်ပြီးပါဒီခါမှာတော့ညာကိုအားထည့်ပြီးလိုက်တဲ့ပုံစံမျိုးလုပ်ပြရအောင်လေဒီအဆင့်မှာတော့ဘယ်ရောညာရောတစ်ခါလေးစုံကြတဲ့ပုံစံမျိုးအရင်ဆုံးပြန်လေ့ကျင့်ပြရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ညာကိုအားထည့်ပြီးရိုက်မဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်လုပ်တော့ဒီခါလေးကြည့်နေပါတယ်။ ဟ
ဟုတ်ကဲ့ပါဒီအစင်းကတော့တို့ရိုက်တဲ့ပုံစံဒီတိုင်းပဲရိုက်ပြရမှာဖြစ်ပါတယ်ညာရိုက်ပုံစံရိုက်ပြရမှာဖြစ်ပါတယ်ဒီကတော့နောက်ဆုံးအစင်းပေါ့နော်ဒီအစင်းကိုကတေချာဝိုင်းဆိုရင်ချိန်ရှင်ကိုတွားကြီးကန်ပြရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုကန်လဲဆိုတော့တေချာလေးကြည့်ပြပါအာမူရနော်ကိုကရှင်းလုံးကန်တဲ့ခါကျလို့ရှိရင်ရှင်းလုံးကိုတေချာကြည့်ပြီးတော့ရှင်းလုံးရဲ့အောက်ကိုညာ6ကရောက်သွားအောင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာအဲ့ဒီလိုမျိုးအလုတ်ကန်လို့တေချာသွားပြီဆိုရင်အခုလိုမျိုးလေးရှိတ်ချင်းမြများလက်ကန်ပြန်ပေးရပါမယ်အဲ့ဒီလိုမျိုးလေးရှိတ်ချင်းမြများကန်ပေးပြီးတော့မှတန်းမှာရှင်းလုံးနဲ့တသားလေးကြာအောင်တော့ပြန်ကန်ပေးရပါမယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးချိတ်ရှင်ကိုမြများမကန်မင်းနဲ့တန်းမှာတက်ကန်လို့ရှိရင်ရှင်းလုံးနဲ့ဟန်ချက်မညီပါဘူးဟန်ချက်တွေပါလွယ်ပါမယ်ရှင်းလုံးတိချက်တွေပါလွယ်ပါမယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကအခုလိုမျိုးလေးချိတ်ရှင်ကိုများလာပြန်ကန်ပြီးတော့မှရှင်းတန်းမှာရှင်းလုံးနဲ့တသားနဲ့ကြောက်အောင်ပြန်ကန်ပေးပါလို့တောင်းဆိုချင်ပါတယ်ကိုကချိတ်ချင်းလည်းများကန်နိုင်နေပြီတိချက်လည်းမှန်နေပြီဆိုရင်တန်းမှာရှင်းလုံးနဲ့တသားနဲ့ဖြစ်တော့အောင်သွားကန်နိုင်ပါပြီဗျာ